ဖိုးကျွယ်နှင့်လျှို့ဝှက်တော်ကြီးဖိုးကျွယ်မင်းတကယ်ဒီတောထဲဝင်ပါလားအဲ့ဒီမှာဘီလူးတွေရှိတယ်ဆိုပဲကွာရွာလေးရဲ့အနာကတစ်တော်ကြီးတဲကိုလက်ညှိုးထိုးပြရင်ဖိုးကျွယ်ရဲ့တငယ်ချင်းမောင်မောင်ကလန့်ပြီးអော်လိုက်တယ်ဖိုးကျွယ်ကတော့ပါဇက်ကိုဟပြီးဟဟပက်ပက်ရဲလိုက်တယ်ဘီလူးတွေကိုငါသွားဖမ်းမှာကွာရွာကလူတွေကြောက်နေတဲ့အရာကိုငါဖြေရှင်းမယ်ဖိုးကျွယ်ဟာအသက်16နှစ်အရွယ်စွန်စားလို့စိတ်ပြင်းပြတဲ့လူငယ်လေးသူ့မှာဘာမှမရှိပေမဲ့တတိနဲ့ညံကတော့ရွာထဲမှာအပြိုင်ဆိုင်မှာပဲသူ့အဖေကငငယ်ကလေးကကွယ်လွန်သွားပြီးအမေနဲ့အတူဆင်းရဲစွာနေထိုင်ရပေမဲ့ဖိုးကျွယ်ရဲ့စိတ်ဓာတ်ကတော့မြေကြီးလိုမာကျောပြီးမိုးပြင်ကဲသို့ကျပြန့်နေအဲ့ဒီနေ့ကဖိုးကျွယ်ရဲ့ဘဝမှာအရေးကြီးတဲ့နေ့ပါရွာသူရွာသားတွေလက်နေတဲ့ဝါလက်ပံတော်ထဲကိုသူပထမဆုံးအကြိမ်ခြေစုံပြုတ်ဝင်ဖို့ဆုံးဖြတ်လိုက်တာကိုဒီတော်ကြီးထဲမှာလူတက်ပြီးလူတကောင်နေတယ်လို့အစင်ဆက်အဖြူအမဲပြောနေကြတာဒါပေမဲ့ဖိုးကျွယ်ကယုံကျင်အောင်ဆောင်ပြီးအတွင်းနဲ့မျက်စိတစုံသွားကြည့်မယ်လို့စိတ်ကူးထားတာငါသွားပြီကွာမင်းကမပါချင်ရင်ဒီမှာနေဖိုးကျွယ်ကသူ့ကြောပိုးအိတ်ကိုလွယ်ပြီးတောထဲကိုရဲရဲဝံ့ဝံ့ရှောက်လိုက်တဲ့တစ်ပင်ကြီးတွေရဲ့အရိပ်ကအေးစိတ်နေပြီးလေညင်းတွေကသူ့ပခုံးကိုတိုးဝိတ်တိုက်ခတ်သွားတယ်တချို့နေရာတွေမှာနေရောင်ခြည်ကရွက်ကြားကနေအတောက်ပလိုက်မှောင်မဲလိုက်နေဖြစ်နေတယ်ခြေလန်းငါဆဲလောက်သွားတော့ရုတ်တရက်ကြောက်စရာကောင်းတဲ့အတန်းဖိုးကျွယ်ရက်လိုက်တယ်သူ့နာထဲမှာအော်ဟစ်တန်ငိုတန်တဖြည်းဖြည်းနီးလာနေတယ်ဒါပေမဲ့ဒါပါတန်လဲဘီလူးလားဒါမှမဟုတ်ကူညီကြပါကူညီကြပါဖိုးကျွယ်ကတန်စင်ကိုလိုက်ပြီးခြုံပုတ်တွေကိုခွဲဖြက်ကရှေ့ကိုတိုးတယ်ရုတ်တရက်သူမြင်ရတာကလူသားတယောက်ဟိတ်ခမားပါဖြစ်နေတာလဲခြေထောက်ကျိုးနေတဲ့လူကြီးတယောက်ကတစ်ပင်အောက်မှာနာကျင်နေတယ်သူ့မျက်လုံးတွေကကြောက်ရွံ့နေပြီးချွေးတွေပြန်နေတယ်ကျေးဇူးပြုပြီးကဲပါသူတို့ကကျွန်တော်ကိုလိုက်နေတယ်ဘသူတွေလဲခြေထောက်ကျိုးနေတဲ့လူကြီးတယောက်ကတစ်ပင်အောက်မှာနာကျင်မှုကိုခံစားနေရတယ်သူ့မျက်လုံးတွေကကြောက်ရွံ့နေပြီးချွေးတွေပြန်နေတယ်ကျေးဇူးပြုပြီးကဲပါသူတို့ကကျွန်တော်ကိုလိုက်နေတတ်တယ်ဘသူတွေလဲဓာပြအုပ်စုတွေကျွန်တော်ကရွာတစ်ကဆေးဆရာပါသူတို့ကဆေးဖို့မတက်နိုင်တဲ့ရွာသားတွေကိုအတင်းအဓမ္မပတ်စံလာပေးခိုင်းတယ်ဖိုးကျွယ်ရဲ့နှလုံးသားခုန်ချလောက်အောင်ဒေါသထွက်လာတယ်ဒါကြောင့်ပဲဒီတောထဲမှာဘလူးမရှိလူဆိုးတွေပဲရှိတာရွာသားတွေကိုကြောက်အောင်လုပ်ပြီးသူတို့ရဲ့ဆိုးသွမ်းမှုတွေကိုဖုံးကွယ်ထားတာပါလားဆရာကြီးစိတ်မပူပါနဲ့ကျွန်တော်ဖိုးကျွယ်ပါကျွန်တော်ဆရာကြီးကိုကယ်မဲ့ဖိုးကျွယ်ကဆရာကြီးကိုကြောပေါ်တင်ပြီးလျှို့ဝှက်လမ်းကြောင်းတစ်ခုကနေရွာကိုပြန်ပြေးတယ်ဓာပြတွေရဲ့အော်တန်တွေနောက်ကနေကြားရပေမဲ့ဖိုးကျွယ်ကသူ့ရွာရဲ့လမ်းကိုပိုသိပါတယ်သူတို့နှစ်ယောက်လွတ်အောင်ပြေးနိုင်ခဲ့တယ်ရွာရောက်တော့ဖိုးကျွယ်ကဆရာကြီးကိုသူ့အိမ်မှာထားပြီးအဖြစ်ပြက်ကိုကြေးရွာသူကြေးရွာသားတွေကိုပြန်ပြောပြတယ်လူအုပ်ကြီးကဒေါသထွက်ပြီးလက်နက်တွေကင်ကတောထဲကိုဝင်သွားကြတယ်ဓာပြအုပ်စုကလည်းရွာသားတွေရဲ့အရေးအတွက်ကိုမရှင်နိုင်တဲ့အတွက်ထွက်ပြေးသွားရတယ်အဲ့ဒီနေ့ကစပြီးဝါလက်ပံတော့မှာဘီလူးဆိုတာမရှိတော့ဘူးလို့လူတိုင်းသိလာကြတယ်ဖိုးကျွယ်ရဲ့တတိနဲ့ညံကရွာကိုအန်ရကနေကဲတင်ခဲ့တာပါဖိုးကျွယ်မင်းတကယ်ကိုရဲရင်တဲ့သူပဲကွာမောင်မောင်ကသူ့ရဲ့ပခုံးကိုတထောင်နဲ့ထိုးရင်းပြောတယ်ဖိုးကျွယ်ကပြုံးပြီးပြန်ပြောတယ်ဘာမှမဟုတ်ပါဘူးကွာလူတိုင်းမှာတတိရှိတယ်ဒါပေမဲ့ဘသူကမှမစမ်းကြည့်ရဘူးဆိုတာပါပဲအဲ့ဒီနေ့ကစပြီးဖိုးကျွယ်ဟာရွာရဲ့သူရဲ့ကောင်းလေးအဖြစ်ကြော်ကြားလာခဲ့တယ်